ဒါနိုင်ငံတော်အလံဒါဘဘရေးချက်တဲ့ဒီဇိုင်းဘဘကိုပြုစုရှောက်တာကျွေးမွေးတာလိုအပ်တာတွေအကုန်လုံးပေးတဲ့အတွက်ဘဘဝင်းလဲဝင်းတာတယ်ဝင်းလဲဝင်းတယ်တော်ရီရှိတိကဝါတော့နာမရှိဘာသာဝင်အမေရောတာရရှိဘောနေရောတေရောသူကတော့မြန်မာနိုင်ငံမှာလက်ရှိအသုံးပြုနေတဲ့နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဖန်တီးရှင်အသက်85နှစ်အရွယ်ပကြီးပပုပညာရှင်ဦးမြတောင်းပါသူဟာတချိန်ကရန်ကုန်မြို့မှာကိုပိုင်အိုးအိမ်နဲ့အရှိတကျနေထိုင်နိုင်ခဲ့ပေမဲ့လွန်ခဲ့တဲ့နှစ်30လောက်ကဇနီးဖြစ်သူယောဂနဲ့ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းအင်ဂျီမဲ့ဘဝကိုရောက်ခဲ့ရတဲ့သူပါအခုတော့အေယာဝတီတိုင်းပန်းတနော်မြို့နယ်အင်းမရွာကကိုမင်းကိုတို့မိသားစုကခေါ်ယူစောင့်ရှောက်ထားပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နဲ့စပန်နံပါတဲ့နိုင်ငံတော်အလားဟောင်းတွေကိုဖန်တီးခဲ့တာကဦးမြတောင်းအတွက်မှတ်တိုင်တွေဖြစ်ခဲ့ပါတယ်နိုင်ငံတော်အစိုးရနေပြီးတော့နိုင်ငံတော်တံဆိပ်နဲ့နိုင်ငံတော်အလံကိုပြန်လည်ပြုပြင်ပြောင်းလဲမယ်ဆိုပြီးတော့ကြော်ညာလိုက်တယ်ဒီဇိုင်နာတွေမြန်မာပြည်ရှိတဲ့ဒီဇိုင်နာတွေပကြီးစရာတွေရေးပြီးတော့တင်ကြပါအဲ့ဒီဥစ္စာကိုပုံစံပြောင်းကျင်တယ်ဆိုပြီးတော့ရွေးချယ်တယ်အဲ့ဒီအချိန်မှာဘဘအဲ့ဒီရုံမှာထိုင်နေတာထိုင်နေအဲ့ဒီမှာပကြီးဌာနတာဝန်များဖြစ်နေတိုင်နေတာအဲ့တော့ဘဘကလည်းပုံစံတစ်မျိုးကို3-4မျိုးတင်တာပေါ့နိုင်ငံတော်အလံလည်း3-4မျိုးတင်တယ်နိုင်ငံတော်စိတ်လည်း3-4မျိုးတင်လိုက်တဲ့ခါကျတော့နောက်ပိတ်ဆုံးကြီးညာပြီးတော့အကုန်လုံးရွေးလိုက်တဲ့ခါကျတော့အဲ့ဒီထဲမှာအခုရွေးချက်ခံရတဲ့ပုံတွေကဘဘဒီဇိုင်းတွေဖြစ်နေသူဟာဗိုလ်ချုပ်နေဝင်းလက်ထက်1963ခုနှစ်ကနေစလို့ရန်ကုန်၊ပဲခူး၊မန္တလေးစတဲ့တိုင်းနယ်ပြည်နယ်10ခုလောက်ကအထင်ကြီးနေရာတွေမှာဗိုလ်ချုပ်အောင်ဆန်းနဲ့ဗန္ဓုလမြင်းစီရုပ်ထုတွေအပါအဝင်ရုပ်ထုပေါင်း80ကျော်ကိုထုလုပ်ခဲ့တဲ့သူပါအဲ့ဒီထဲက1980ခုနှစ်ကနှစ်တရာပြည့်ဆိုဗီယက်ခေါင်းဆောင်လီနင်ရဲ့ရုပ်ထုအတွက်ရုရှားနိုင်ငံကပေးတဲ့ရွှေတံဆိပ်စုအပါအဝင်ရွှေတံဆိပ်စု3စုကိုရရှိခဲ့ပါတယ်ဆိုဗီယက်ကလည်းဘဘကိုရုပ်ထုကြီးထုပေးတဲ့အတွက်ဆိုဗီယက်ကနေပြီးတော့ဘဘကိုရွှေတံဆိပ်ပေးတယ်အကိုချက်ခဝိုင်းကြောင်းရတယ်ဘဘကခုနသူတို့ပြတဲ့ကြီးကောင်းအောင်လုပ်ပေးတဲ့ဆရာတော်ဖေကလည်းရွှေတံဆိပ်ပေးတယ်မန္တမှုဖေကလည်းရွှေတံဆိပ်ပေးခဲ့တယ်ဒါပေမဲ့ဦးမြတောင်းကိုဘယ်အစိုးရဘယ်အဖွဲ့ကမှဂုဏ်ပြုချီးမြှောက်တာကုညီထောက်ပံ့တာမရှိခဲ့ဘူးလို့သူ့ရဲ့မိတ်ဆွေတွေကပြောပါတယ်လက်ရှိမှာတော့သူ့ရဲ့စံတာအရာသူတက်ကျွမ်းခဲ့တဲ့ပညာတွေကိုပါလူငယ်တွေအခမဲ့သင်ယူခွင့်ရအောင်စီစဉ်ပေးထားတယ်လို့ဦးမြတောင်းကိုခေါ်ယူစောင့်ရှောက်ထားတဲ့ဗတ်တနော်မြို့နယ်အင်းမရွာကကိုမင်းကိုကပြောပါတယ်ဘဘကသူ့ရဲ့ပညာရပ်တွေကတကယ်ကောင်းတဲ့ပညာရပ်တွေဆိုတော့တိမ်ကောပြောက်ွယ်တော့မှလည်းစိုးရိမ်တယ်အဲ့တော့ဘဘစီကနေမှပညာသင်ပြီးတော့မှလက်ဆင့်ကမ်းတဲ့ကြေးလေးကကလေးတွေမွေးစင်းနဲ့အရက်လာဖြတ်တဲ့ကလေးတွေကိုအခုဆိုရှင်သူတောက်လျှောက်သင်ပေးနေတာကျမ်းမာရေးမကောင်းတာတောင်မှဝီချဲပေါ်ကနေပြီးတော့မှသင်ပေးနေတာအဲ့လိုဆိုခါကျတော့ဘဘပညာတွေကိုတတ်နိုင်ဆုံးယူကြဖို့ပေါ့နော်ဒါလေးကလေးတွေကိုလည်းအားလုံးကိုတိုက်တွန်းထားပါတယ်ဗကြီးပပုပညာရှင်ဦးမြတောင်းကလည်းသူ့ရဲ့နောက်ဆုံးထွက်သက်အထိသူတက်မြောက်ထားတဲ့ပညာတွေကိုလူငယ်တွေကိုပညာအမွေပေးနေစေပါရှင်ဒီပညာတွေတက်ပြီးတော့အေးဆေးဆေးလေးနဲ့နားနားနေပြီးတည်သွားမယ်စားကလေးတွေကိုဒီပညာတွေကိုသင်ပေးနဲ့တည်တော့တာနိုင်ငံတော်အတွက်မြတ်တယ်ဆိုပြီးတော့ဆုံးဖြတ်ချက်နဲ့အငယ်အခုကျမကြီးမကောင်းတဲ့အထိအငယ်လုံနေတာတည်တဲ့ဒီလည်းဒီပညာကိုဆက်လုပ်သွားမှာပါဒါဘဘရဲ့ခံယူချက်ပါပဲ